အားလုံးပဲမင်္ဂလာပါဆရာတော်ယူကန်ဖြစ်ပါတယ်ဒီနေ့ရောမင်းကြီးစိတ်တက်ရဲ့ comment box မှာပေါ့နော်တောင်းဆိုထားကြတယ်ရောမင်းကြီးစိတ်တက်လေ့ကျင့်ခန်းလေးကိုလည်းပဲဖြည့်ပေးပါဆိုတဲ့ဟာလေးကိုဆရာအနေနဲ့ slide တွေအများကြီးတော့ပြင်ဆင်မထားပါဘူးဒါပေမဲ့မင်းတို့ဖတ်စာအုပ်လေးကိုကြည့်ပြီးတော့ပေါ့နော်ဘယ်လိုလေးပဲအပိုင်းလေးကဘယ်လိုလေးဖြည့်လို့ရတယ်ဆိုတော့အကြမ်းဖြင့်သဘောမျိုးလေးကိုဆရာပြောပြပေးပါမယ်အဲ့တော့အခုဗီဒီယိုမှာကဘာကိုတွေ့ရမလဲဆိုလို့ချင်းရင်တသမရဲမြန်မာစာစကားပြေအဖက်ရွက်စကားပြေပိုင်းကရောမင်းကြီးစိတ်တက်ရဲ့လေ့ကျင့်ခန်းမေးခွန်းတွေကိုလေ့ကျင့်ဖို့အတွက်နမူနာဖြည့်ကြားပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီဟာအပြင်ရောမင်းကြီးစိတ်တက်မှာဆိုလို့ချင်းဆရာတို့တစ်မှတ်တန်နှစ်မှတ်တန်ပေါ့နော်ရွေးချယ်မေးခွန်းလေးတွေကိုလည်းစီစဉ်ပေးထားပါတယ်။အရင်ဆုံးဒီစာအုပ်ထဲကလေ့ကျင့်ရမေးခွန်းဆိုတဲ့ဟာကိုလုပ်ချင်ပါတယ်။ပြီးတော့ဒီ slide မှာဆိုလို့ချင်းတော့ဆရာအတူကောက်တွေရေးထားတယ်ပေါ့နော်။မင်းတို့ကတော့ဖတ်စာအုပ်ထဲကဒီမေးခွန်းတွေကိုကြည့်လို့ရပါတယ်။နံပါတ်1မှာဆိုရင်သူမေးထားတာကငတာနဲ့ရောမင်းကြီးတို့ဤအပြန်အလှန်ပြောစကားကိုတင်မြည်တို့နားလေတဲ့ဤတင်စကားဖြင့်ပြန်ရေးပြပါဒီမှာဆိုရင်အပိုင်းနှစ်ပိုင်းပြောထားတယ်ပေါ့နော်ပထမအပိုင်းကဘလို့နားလေတာလဲဘာလဲဆိုသူတို့အပြန်အလှန်ပြောစကားတွေကိုဘလို့နားလေတာလဲလို့မေးတယ်အဲ့တော့အဲ့ဒါကိုမှဒီထက်အရေးအသားတိုင်းမဟုတ်ဖဲနဲ့ကိုယ့်ရဲ့စကားကိုနားလေတယ်လို့တိုင်းပြန်ရေးပေးပါလို့ပြောတာဖြစ်တဲ့အတွက်ဆရာတို့ဣတိမရွေးကြီးပြန်ရေးเสียမလို့ဘူးငါတာနဲ့ရောမင်းကြီးတို့ရဲ့အပိုင်းကဘာအပိုင်းလဲဆိုလို့ချင်းရင်ရောမင်းကြီးကပညာကိုမြတ်နိုးတယ်ဆိုတဲ့အပိုင်းတနည်းအားဖြင့်ချီးကျူးမှုကိုဒီလိုလွယ်လင်းတကူလက်ခံလိုက်တာမဟုတ်ဘူးသူ့ရဲ့ပညာရက်တွေကိုအမှန်တကယ်နားလည်ပြီးမှချီးကျူးတာလားဟုတ်လားမဟုတ်ဘူးလားဆိုတာစီစစ်တယ်အမှန်တကယ်နားမလဲပဲချီးမွမ်းတာမျိုးဆိုသူလက်မခံဘူးလက်မခံတဲ့အခါမှာလည်းအကျန်းဖတ်တာမျိုးမဟုတ်ဘဲနဲ့ဒေါင်းတင်ကား16ပြားကိုပေးပြီးတော့နောက်ဘယ်တော့မှချီးမွမ်းတာမျိုးမလုပ်နဲ့ဟိုဘက်ကပြန်ပြီးတဲ့အခါမှာလည်းပဲဘာကြောင့်မလို့မပြောခိုင်းတာလဲဆိုတဲ့ဟာကိုရှင်းပြလိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအဟာကိုကဘလို့အပြန်လန်နေပြောကြတာလဲဆိုတာလေးကိုနားလေတို့ရေးရမှာဖြစ်တဲ့အခါမှာဆရာအနေနဲ့ဆိုလို့ရှိရင်တော့နေတန်းပြောမှာဆိုလို့ရှိရင်ပေါ့နော်ငါတာနဲ့ရောမင်းကြီးတို့ဤအပြန်အလှန်ပြောစကားများကိုကျွန်တော်နားလေသလိုပြန်လေရေးသားဖော်ပြပါမည်ဆိုပြီးတော့နေတန်းပြိုးလိုက်လို့ရှင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့လိုလေးနေတန်းပြိုးလိုက်မယ်ပြီးရင်တော့လက်ဝဲရေချောင်းပုံမင်းအိမ်မှာမြင်းထိန်ငတာသည်ရောမင်းကြီးဤကျမ်းကံများဖြစ်သောဝိမု ക്തി ရတကျမ်းကာယ ानु ဘတနာကျမ်းဥရုဘောဇနသင်္ကာဟကျမ်းများကိုကြည့်ရှုရန်တိုက်တွန်းချီးကျူးပြောဆိုသည်ထိုအခါရောမင်းကြီးဤအိမ်ဦးစရေးကကြားရဖန်များ၍ဝန်ကြီးမင်းအားလျှောက်ထားသောအခါငတာကိုမင်းကြီးဝန်ကြီးမင်းကခေါ်စေခဲ့ပါသည်ပေါ့ဒါထိုအခါငတာရောက်လာသောအခါရောမင်းကြီးကငတာအားမေးခွန်းများမေး၍အမှန်တကယ်သူရေးသားထားသည့်စာပေများကိုဖတ်ဖူးပါသလားဟု၍မေးမြန်းခဲ့ပါသည်ထိုအခါငတာမှာမဖတ်ဖူးသည့်အပြင်မြင်ပင်မမြင်ဖူးကြောင်းသိရသောအခါနောက်မြည်သည့်အခါမျှသူဤစာအုပ်များကိုချီးမွမ်းရန်ချီးမွမ်းခြင်းမလုပ်လေနဲ့တိုက်တွန်းဖတ်ရန်မတိုက်တွန်းလေနဲ့ဟု၍တားဆီးပိတ်ပင်လေသည်ပေါ့အထောအခါငတာမှာနားမလဲသည့်ဟန်ဖြင့်အဘေကြောင့်ဤကဲ့သို့မချီးမွမ်းရသည်ကိုမေးမြန်းသောအခါရောမင်းကြီးကစာမတက်သူကသူဤစာအုပ်များကိုမဖတ်ဖူးပါဘဲနဲ့ချီးမွမ်းနေလျင်ရေးသည့်သူကိုပင်ထိခိုက်စေနိုင်ကြောင်းထို့ကြောင့်မြည်သည့်အခါမှချီးမွမ်းခြင်းမပြုလုပ်ရန်ပြောဆို၍ဒေါင်းတင်ကား16ပြားပေးကနှုတ်ပိတ်လိုက်ပါသည်ဤသို့ဖြင့်ရောမင်းကြီးနဲ့ငတာတို့သည်အပြန်အလှန်ပြောစကားများပြောဆိုကြပါသည်ဆိုပြီးတော့ချုပ်လိုက်လို့လည်းရဒါအတူချုံမဲပေါ့နော်ဒါမှမဟုတ်အဲ့ထဲဟောင်းမကွာအကျယ်ဖြန်လေးနည်းနည်းပြောချင်သေးရဆိုရင်တော့အချက်လက်လေးတွေပြန်ထည့်မယ်ပေါ့နော်ဘယ်လိုပြောတော့အခါဘယ်လိုပြောလိုက်ပါသည်စသည်အဖြစ်ဒီလိုလေးရေးလို့ရပါတယ်ဒါကတော့နံပါတ်1ပါတင်စကားဖြင့်လို့ပြောတာဖြစ်တဲ့အတွက်ဣတိမရွေရေးစရာမလိုပါဘူးကိုနားလေတယ်လို့ကိုဒီအချက်လက်လည်းပါတော့ပါရမယ်ပေါ့နော်သူတို့ဘလို့ပြန်လည်ပြောကြတယ်ဆိုတော့ချက်လက်လေးပါသွားလို့ရှင်ရပါပြီဒါနံပါတ်1အဖြေပါပြီးရင်နောက်နံပါတ်2ဒီခါကျတော့မင်းတုံးမင်းတရားနဲ့ရောမင်းကြီးတို့ရဲ့အပြန်အလှန်ပြောစကားလို့ပြောတာဖြစ်တဲ့အတွက်ဒီအပိုင်းကဒုတိယအပိုင်းကိုပြောထားတာဖြစ်ပါတယ်ဒုတိယအပိုင်းမှာဆိုလို့ချင်းတော့ဒီမင်းတုံးမင်းကြီးရဲ့နန်းတော်ထဲမှာညီလာခံကျင်းပတဲ့အခါမှာအတွင်းရေးကိစ္စတွေတိုင်ပင်ဆွေးနွေးတဲ့အခါမှာရွှေပြည်ဝံကြီးရောမင်းကြီးကမင်းတုံးမင်းကိုရှောက်တင်တဲ့ဟာပေါ့နော်အမနှမသမီးကိုစရွေစင်နှင်လက်ဆောင်သွင်း၍စိုးမင်းချင်းမြတ်ထို့အမတ်ဒီအတက်မရှိသတိကွင်းကွာဘုံကြီးလာမှုပြည်ရွာပြေကြောင်းတပါးတိပါဖျားလို့ရှောက်တင်တဲ့အခါမှာ
မင်းတုံးမင်းကဘာဖြစ်လဲဆိုလို့ချင်းရင်သူကင်ထားတဲ့သူ့ရဲ့ခမီးတော်ကင်ခဲ့တဲ့လှန်သူ့ရဲ့ခမီးတော်တာယာဝတီမင်းကင်ခဲ့တဲ့လှန်ကိုပြပြီးတော့ဒီလှန်ဟာဘသူကင်ခဲ့တဲ့လှန်လဲဒီလှန်နဲ့ထိုးပြီးဒီလှန်နဲ့အစီရင်ချင်းခံလို့မူလားလို့မေးတဲ့အခါမှာရွှေပြည်ဝန်ကြီးကလည်းပဲဘာဖြစ်လဲဆိုလို့ချင်းရင်ဖြည့်တယ်ပေါ့နော်ကျွန်တော်မျိုးကျေးဇူးရှင်အဖရင်းတော်ဝန်ကြီးဦးရွှေတုတ်ကိုစီရင်ခဲ့တဲ့လှန်ဖြစ်တယ်ဆိုတဲ့ဟာကိုပြန်လေလျှောက်တင်တယ်အဲ့တော့ဒီလှန်နဲ့မောင်မင်းစီရင်ချင်းခံလို့သလားလို့မေးတဲ့အခါရွှေပြည်ဝန်ကြီးကလည်းထိုးတော်မူပါဖျားဆိုပြီးရင်ဘက်ကိုကော့ပေးခဲ့ပါတယ်ပေါ့ဤသို့ဖြင့်ရောမင်းကြီးဒီရဲဝံတော်စိတ်ဖြင့်ပြန်လေလျှောက်တင်မှုပြုလုပ်ခဲ့သလိုမင်းတုံးမင်းဟာလည်းအလှန်ကိုကင်ပြီးတော့အတွင်းတော်ထဲသို့ဝင်သွားခဲ့ပါသည်ဤသို့ဖြင့်ရောမင်းကြီးနဲ့မင်းတုံးမင်းတို့သည်အပြန်လှန်ပြောဆိုကြပါသည်ဆိုပြီးတော့ချုပ်လိုက်ရင်ရပါတယ်ဒါနံပါတ်2အတွက်ပါအရင်ကြီးမခက်ခဲဘူးเนาะမေးခွန်းနေဖြည့်စွားတဲ့အခါမှာလေဆရာကို comment box မှာမေးထားလို့တာဖြည့်ရတကယ်တမ်းကလေအဲ့လောက်ကြီးခဲရင်မေးခွန်းနေမျိုးမဟုတ်ဘူးကိုနားလဲရင်နားလဲတယ်လို့လေးပြန်ဖြည့်လိုက်လို့ရတဲ့မေးခွန်းဖြစ်တယ်ဆရာပြောတဲ့အတိုင်းလိုက်ဣတိမရွေးရေးစရာမလိုပါဘူးသူ့မှာလွတ်ရေးလို့ရအောင်အချက်လက်တော့ပါရမယ်ဒါပေမဲ့လွတ်မှုဖြစ်အောင်သူကဗာပြောထားလဲဆိုတော့နောက်ကမေးခွန်းသင်စကားဖြင့်လို့ပြောတာဖြစ်တဲ့အတွက်ကိုနားလဲတယ်လို့လေးကိုသဘောပေါက်တယ်လို့လေးပြန်ရေးလိုက်ရင်ရပါတယ်ဒါနံပါတ်2ပေါ့နော်ဟုတ်ပြီနံပါတ်3ကတော့ရောမင်းကြီးဟာမြည်သည့်စိတ်တက်မျိုးရှိသူဖြစ်သည်။အထောက်အထားဖြင့်ဆွေးနွေးပါတဲ့။ကဲဒါဆိုလို့ရှိရင်တော့စိတ်တက်နှစ်ပိုင်းစလုံးကိုဘာလို့ရမှာလဲဆိုလို့ရှိရင်ခြုံငုံပြီးတော့ဖြေရတော့မှနည်းနည်းတော့ရှိတယ်လို့ဖြစ်တယ်ပေါ့နော်။ဒါကြောင့်ဆရာဆိုလို့ရှိရင်ဒီမေးခွန်းတွေကိုနားလေသဘောပေါက်အောင်ပဲပြောဖြစ်လိုက်ပြီးတော့ကျောင်းသားကျောင်းသူကိုသိပြီးတော့မရေးခိုင်းဖြစ်ဘူးပြီးခဲ့တဲ့စာသင်နှစ်တွေမှာပေါ့နော်အခုဆိုလို့ချင်းတော့ရေးခိုင်းဖို့တော့စဉ်းစားထားတယ်သူတို့ဒီလိုပဲမင်းတို့ရှင်းပြသလိုပဲအကျဉ်းရုံးသဘောလေးရှင်းပြလိုက်မယ်ပြီးရင်တော့ရေးခဲ့ဖို့ပေါ့နော်ဒီလိုလေးပြောမှဖြစ်ပါတယ်ဟုတ်ပြီဒါဆိုတော့ရောမင်းကြီးစိတ်တက်လို့ပြောတဲ့အခါမှာအထောက်အထားလဲပါခိုင်းတာဖြစ်တဲ့အတွက်အဖြစ်အပျက်နှစ်ခုစလုံးကိုရေးရတော့ရောမင်းကြီးဥဖိုးလိုင်ဟာမင်းတုံးမင်းလက်ထက်မှာရှိတဲ့ရွှေပြည်ဝန်ကြီးလို့လူသိများတဲ့သူဖြစ်တယ်ပေါ့နော်ရောမင်းကြီးဟာဆိုရင်ပညာမာနရှိတဲ့တိုင်းရင်ပြည်ရေးနဲ့ပတ်သက်လို့ချင်းလဲအသက်ကိုဗရဏမထားပဲမင်းကိုရဲရဲဝံရှောက်တင်ဝမ်းတဲ့သူဖြစ်တယ်ဆိုပြီးဒီတန်းပြောလိုက်မယ်။ဒါဆိုလို့ချင်းရင်ကိုကအစိုးရအနေနဲ့ရေးလိုက်ပြီးရောမင်းကြီးဟာစိတ်တက်နှစ်ခုရှိတဲ့သူဒါမဲ့သူကအထားလို့ပြောတာဖြစ်တဲ့အတွက်ဘာလို့ပညာမာနရှိတာလဲဘာလို့ရဲဝံတဲ့သူဖြစ်တာလဲဆိုတာဖြေဖို့လိုအပ်ပြီ။ဒါဆိုပထမအဖြစ်ဖြစ်တဲ့ဒီလက်ဝဲရေချောင်းပုံမိတ်အင်္ဂါမြင်းထဲငတာကနေရွှေပြည်ဝန်ကြီးရဲ့ဝိမု ക്തി ရတကျန်ကာယ ानु ပတနာကျန်ဥရုဘောဇနာသင်္ကာဟာကျန်တွေကိုဘယ်လိုချီးမွမ်းနေဆိုတဲ့ဟာကိုရေးမယ်ချီးမွမ်းစကားပြောဆိုတဲ့အခါမှာမြင်းထဲငတာကိုခေါ်စေတယ်မောင်မင်းငါရေးတဲ့ကျန်တွေကိုလူတကာဖက်ဖို့တိုက်တွန်းပြောဆိုနေလို့ကြားတယ်မှန်သလားလို့မေးတယ်ထိုအခါအာရဝန္တာနဲ့ငတာကလည်းအဲ့လိုမျိုးပေါ့နော်မှန်ပါတယ်ဆိုတာကိုရှောက်တင်တယ်ပေါ့အဲ့ဒီကျန်တွေကိုဖတ်ဖူးလားလို့မေးတဲ့အခါမဖတ်ဖူးလို့သိတဲ့အခါမှာဒေါင်းတင်က16ပြပေးပြီးတော့ပစိုးဝယ်ဝက်ဒီနေ့ကစပြီးတော့ငါရေးတဲ့ကျန်တွေကိုလူတွေတိုင်းချီးမွမ်းဖို့ဖတ်ဖို့မပြောနဲ့မှတ်သွားဆိုပြီးတော့မိန်လိုက်တယ်အဲ့ဒီအခါမှာငါတာလည်းနားမလဲလို့ပြန်ပြီးတဲ့အခါနေမစာမတက်ပဲငါရေးတဲ့စာတွေကျန်တွေကိုကောင်းကောင်းချီးမွမ်းနေရဆိုရင်ငါအသုံးမကျငါရေးတဲ့ကျန်တွေလည်းတန်ဖိုးကျသွားလိမ့်မယ်စာမတက်သူရဲ့ချီးမွမ်းပြောဆိုခြင်းခံရတာဟာငါ့ကိုတက်တာနဲ့တူတယ်ဆိုပြီးတော့နောင်ဘယ်တော့မှမပြောဖို့တားဆီးပိတ်ပင်လိုက်တယ်ဒီမှာဆိုလို့ချင်းရုံမင်းကြီးရဲ့ပညာမာနတနည်းအားဖြင့်ချီးမွမ်းအလွယ်တကူချီးမွမ်းခံတာမျိုးမလုပ်ဘူးပေါ့နော်ကိုယ့်ရဲ့စာကိုနားလည်ပြီးကိုယ့်ရဲ့ပညာရက်ကိုနားလည်ပြီးချီးမွမ်းတာမျိုးမှာလက်ခံတတ်တဲ့ပညာမာနရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒုတိယအပိုင်းမှာဆိုလို့ချင်းတော့ညီလာခံမှာမင်းတရားကြီးကဒီအတွင်းရင်ကိစ္စအခြေအတင်ပြောဆိုနေတဲ့အခါမှာမင်းတရားကြီးကိုဒီအမနှမသမီးကောက်ဆရွစင်းနေဆိုဒီစာသားကိုရေးမယ်ပေါ့အဲ့လိုမျိုးရှောက်တင်တဲ့အခါမှာမင်းတုံးမင်းကလှန်နဲ့ချိန်ခဲ့တယ်ပေါ့နော်မေခွန်းနေမေးပြီးလှန်နဲ့ချိန်ခဲ့တယ်ပြန်ပြီးတော့ရှောက်တင်တယ်တနည်းအားဖြင့်ဒုတိယပု္ပ္ပစာကိုပြန်ပြီးတော့ဒီမှာပေါင်းပြီးတော့ဖြေရတယ်လို့ဖြစ်သွားတာပေါ့ဒါကြောင့်ရွှေပြည်ဝန်ကြီးတနည်းအားဖြင့်ရောမင်းကြီးဦးဖိုးလိုင်ဟာဆိုလို့ချင်းရင်တခြားဝန်ကြီးတွေနဲ့မတူဘဲနဲ့သူဟာဆိုလို့ချင်းရင်ရှောက်တင်စရာရှိတဲ့ဟာကိုဘယ်လိုရှောက်တင်လဲဆိုလို့ချင်းရင်တေချင်းကမြတ်တယ်မင်းလိုလိုက်ပြီးမသိရာကိုကြည့်မနေနိုင်မင်းလိုလိုက်မင်းချိုက်ပြည့်ရနိုင်ငံတော်ပြည်စည်းရတယ်ဆိုတဲ့နာမည်ဆိုးနဲ့ကြံခဲ့ရမှာမျိုးသူတရားကျိုးမနဲ့တယ်လို့ထင်တယ်မှန်မှန်ကန်တဲ့လုပ်ရက်တွေကအများရဲ့ကဲ့ရဲ့ပြစ်တင်ခြင်းကိုပဲကြောက်တယ်ပေါ့နော်မူးမဲ့ဆိုတဲ့အတိုင်းအကြီးအမှုဖြစ်တာဖြစ်တဲ့အတွက်တက်မက်မှန်ကန်အောင်စီမံခန့်ခွဲပြီးရှောက်တင်တဲ့ရှောက်တင်တဲ့နာကိုအသက်ဆွမ်းပြီးရှောက်တင်တဲ့ကရှောက်တင်ရမယ်ဒါမှမူးမဲ့ပြီးသားမယ်ဆိုပြီးတော့ဆိုတယ်ပေါ့နော်ဒါကြောင့်ဒီအဖြစ်အပျက်နှစ်ခုမှာဆိုလို့ချင်းရောမင်းကြီးရဲ့စိတ်ဓာတ်တွေကိုအထင်သာမြင်ရတယ်မှန်ကန်တဲ့အရာပြောတဲ့အရာဆိုလို့ချင်းအသက်ကိုတောင်ဗရဏမထားပဲရှောက်တင်တဲ့စိတ်ကို
အတူယူဖွဲ့တွေ့ရပါတယ်ဆိုပြီးတော့ချုပ်လိုက်လို့ရပါတယ်ဒါကတော့စိတ်တဲ့နှစ်ပိုင်းစလုံးကိုဖော်ပြရတယ်အပိုင်းမှာနံပါတ်3ကတော့တော်တော်လေးရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆရာအချင်းရုံပဲပြောထားတာပါအသေးချာလေးနားထောင်ပြီးနားမလည်လို့ရှင်ဆရာပြန်မေးလို့ရတယ်ဒါပေမဲ့ဒီနံပါတ်3ထိကအကုန်လုံးဘာပဲလဲဆိုစာအုပ်ထဲကအချက်လက်တွေပဲအဲ့ဒါကိုနားလေတယ်လို့ပြန်ရေးရတာတွေပဲရှိရပေါ့နော်နံပါတ်4ရွှေပြည်ဝမ်ကြီးသည်မင်းလိုလိုက်မင်းကြိုက်တင်သည့်အတွက်နိုင်ငံတော်ပြည်စည်းရခြင်းဖြစ်လေသည်ဤနာမီမျိုးကြံရစ်ခဲ့ပါလင်တေကျိုးမနဲ့ဖြစ်သည်ဆိုတဲ့စကားသိမည်တော့နားလေသည်ကဲမေးခွန်းတွေမှာနားလေမှုဟိုမေးတဲ့မေးခွန်းတွေဖြစ်တယ်အချက်လက်ကရှိပြီးသားပဲအဲ့ဒါကိုဘယ်လိုနားလေလဲဆိုတာဖြေပေးရတာမျိုးပေါ့အဲ့တော့သူပြောတဲ့စကားကိုပြန်ကောက်ကမယ်ပေါ့နော်ရွှေပြည်ဝမ်ကြီးသည်မင်းလိုလိုက်မင်းကြိုက်ရှောက်တင်သည့်အတွက်နိုင်ငံတော်ပြည်စည်းရခြင်းဖြစ်ရလေသည်ဟုနာမည်ဆိုးကြံရစ်ခဲ့ပါလင်တေကျိုးမနဲ့ဟုသောစကားကိုကျွန်တော်နားလေတယ်လို့ပြန်ဖြေပါမည်ဆိုပြီးတော့လူသေးတော်လဲနာမည်မသေးဆိုတဲ့အရာတွေရှိပါသည်ပေါ့နော်အချို့ကနာမည်မသေးဟုဆိုတော့လဲဆိုဝါသည့်နာမည်ကြံရှိနေခဲ့ခြင်းဖြစ်ပြီးအချို့မှာနာမည်ကောင်းဖြင့်ကြံရှိနေပြီးတချို့မှာနာမည်ပင်မကြံရှိပဲမတိလိုက်မတိပါတာပျောက်ကွယ်သွားတဲ့လူတွေရှိကြပါတယ်ပေါ့နော်မိမိကိုကျိုးကိုမဖက်နိုင်ငံအကျိုးကိုကြည့်ပြီးကိုကျိုးဆွမ်းအသက်ပေးတဲ့သူတွေဟာလူသေးပင်မဲ့လဲနာမည်သိမသွားဘူးပေါ့နော်အထူးသဖြင့်တာရကအားဖြင့်ဆိုလို့ချင်းပို့ချောင်းအောင်ဆန်းတို့လိုမျိုးပေါ့အာဇာနည်ပုဂ္ဂိုလ်တွေလိုမျိုးဟာလူသေးသွားပြီမဲ့ဒီနေ့ခေတ်အထိနာမည်မသိဘူးဒါကြောင့်နိုင်ငံတော်ပြည်စည်းအောင်ပြုလုပ်ခဲ့တဲ့သူတွေကိုတော့နာမည်ပင်မကြားချင်လောက်အောင်ရွှန်ရှာမုန်းတီးကြတယ်အဲ့ဒီသဘောတရားအတိုင်းပဲရွှေပြည်ဝမ်ကြီးဟာလည်းပဲဒီမင်းလိုလိုက်မင်းကြိုက်တင်တယ်ဆိုလို့ချင်းရင်မင်းကလောက်တာကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေပြောခဲ့မယ်ဆိုလို့ချင်းနိုင်ငံတော်ပြည်စည်းသွားနိုင်တယ်ပေါ့နော်အဲ့တော့ရှောက်တင်ခဲ့တဲ့မူမတ်တွေအဲ့ဒီလက်ထက်ကပညာရှင်တွေဟာဘယင်ကိုတက်မက်ဖြစ်အောင်မလုပ်ဘူးဆိုတော့နာမည်ဆိုးကြံရစ်နေခဲ့လို့ချင်းရွှေပြည်ဝမ်ကြီးအတွက်ရောမင်းကြီးအတွက်တရားကျိုးမနဲ့ဖြစ်ပါမည်ဟု၍ဆိုလိုချင်းဖြစ်သည်ဟုပြန်ဖြေလိုက်လို့ရတယ်ပေါ့နော်ဒါတာရကလည်းအရှိပေးလို့ရတယ်ဒါမှမဟုတ်တဲ့ဒီစာကြောင်းကိုရှင်းလိုက်ရင်လည်းရပါတယ်အရင်ကြီးရှုပ်ထွေးသွားလားမသိဘူးเนาะဒီဟာလေးကိုပဲအတိတ်ပဲရှင်းလိုက်ရုံပါပဲမင်းလိုလိုက်မင်းကြိုက်မတင်သင့်ဘူးပေါ့နော်မင်းလိုလိုက်မင်းကြိုက်တင်လို့ချင်းဘယင်ကမကောင်းတာတွေလုပ်လို့ချင်းနိုင်ငံတော်ပျက်စီးသွားနိုင်တယ်လို့ဆိုလိုတာဖြစ်ပါတယ်ဒါနံပါတ်4ပါနံပါတ်5ရောမင်းကြီးစိတ်သက်စကားပြီးကိုဖတ်ပြီးမြည်တို့ခံစားထင်မြင်မိပါသနည်းကဲဒါဆိုလို့ချင်းဒီမှာခံစားရတယ်လို့ပြောတာဖြစ်တဲ့အတွက်စာပေမှာခံစားမှုကိုဘာလို့ခေါ်ခဲ့ကြလဲဆရာတို့အရှိပိုင်းဗီဒီယိုတွေမှာလည်းရှိပါတယ်ရတအကြောင်းဆရာတင်ထားတယ်ပေါ့နော်တကယ်လို့အဲ့ဒီအပိုင်းလေးကိုနားမလည်ဘူးဆိုလို့ချင်းတော့ရတဗီဒီယိုလေးကိုတစ်ချက်ပြန်ဖတ်ပါပြန်ပြီးတော့ကြည့်ပေးပါ sorry ပြန်ကြည့်ပေးပါပေါ့နော်ဗီဒီယိုဖိုင်လေးတင်ထားပါတယ်ရတကိုမျိုးဆိုပြီးတော့အပိုင်းကဏ္ဍလေးတွေခွဲပြီးတော့ဟုတ်ပြီဒါဆိုတော့ဒီမှာရတခံစားမှုလို့ပြောတဲ့အခါမှာမဖြေခင်ရတလေးကိုစဉ်းစားကြည့်အောင်ဒီမှာမြင်းထင်းငါတာဟာစာလဲမတက်ရှာဘူးသူ့ကိုခွေးမသားဆိုပြီးတော့လည်းအဆဲခံရတယ်ပေါ့နော်သူလည်းချီးမွမ်းရသေးတယ်သူ့အနေနဲ့ဆိုလို့ချင်းတော့သူ့ကိုပြန်ပြီးတော့ဂုံတင်ခံရမယ်လို့သူထင်ထားခဲ့တာပေါ့ဒါပေမဲ့သူအဆဲခံလိုက်ရတယ်အဆူခံလိုက်ရတယ်ပေါ့နော်ဒါဆိုတော့ဒီမှာဆိုလို့ချင်းဒီအဖြစ်ပြက်ထဲမှာမြင်းထင်းငါတာကတော့ဆဲဆိုပြီးတော့အပြောခံရတာဖြစ်တဲ့အတွက်သနာစရာကောင်းတယ်ဆိုဘာရတလဲခယူနာရတပေါ့ပြီးတော့ရောမင်းကြီးဟာဆဲတာသူဟာဒေါင်းတင်ကား16ပြားလေးပေးလိုက်သေးတာသူ့အနေနဲ့ဆိုလို့ရှိရင်အမိတ်အာနာနဲ့ပြောရင်ဘာလုပ်မယ်ညာလုပ်မယ်လို့ပြောလိုက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒေါင်းတင်ကား16ပြားလေးပေးလိုက်တာဖြစ်တဲ့အတွက်ဒီပညာတက်တဲ့အသိပညာနည်းပါတဲ့သူတွေပေါ်မှာလည်းရောမင်းကြီးဟာတနာကျင်နာတတ်တယ်ဆိုတဲ့ဟာကိုဂျီနူးဖွဲ့တွေ့ရတာဖြစ်တဲ့အတွက်ဂျီနူးဖွဲ့ရတဆိုရင်တန်တာရတပေါ့နော်ပြီးတော့မင်းတုံးမင်းလက်ထက်မှာဆိုလို့ရှိရင်အမတွေနှမတွေပေးပြီးတော့ယာထုကုံသိန်းတွေယူပြီးတော့ပညာတတိမရှိပါပဲနဲ့နေရာလိုတဲ့ movement တွေရှိနေတယ်ဆိုတာသိရတဲ့အခါမှာဒီလိုပဲအာနာမဲ့တဲ့သူတွေရှိပါတယ်ကားဆိုတဲ့ဟာမျိုးဆက်စုပ်ရွံရှာစရာကောင်းတဲ့ဝိဘဇရတမြောက်တဲ့ဟာကိုတွေ့ရမယ်ပြီးရင်တော့ရောမင်းကြီးကိုမင်းလိုလိုက်ရောမင်းကြီးဟာဆိုလို့ချင်းကိစ္စတွေကိုကြုံတွေ့လာတဲ့အခါမှာတိုင်းပြည်အတွက်ဘရင်အတွက်အကျိုးမဲ့ခြင်းပဲအရာတွေဆိုရင်အသက်ကိုဗရဏမထားပဲတောင်မှရေဝုန်းရှောက်တင်ရတဲ့တက်တီကိုတွေ့ရတဲ့အခါမှာဝိရရတမြောက်တယ်လို့ခံစားရမယ်ပြီးတော့ရောမင်းကြီးရဲ့ဖခင်ရင်တော်ဝန်ကြီးဦးရွှေတုတ်ကိုတာယာဝရီမင်းကဘာမှပြစ်မရှိပါဘဲနဲ့လှန်နဲ့အဆုံးစီရင်တယ်လို့သိရတဲ့အခါမှာရောမင်းကြီးငယ်လေးပေါ့နော်ဒီငယ်ရွယ်သေးတဲ့အချိန်မှာဖခင်မဲ့သွားတယ်ဆိုတဲ့ကိစ္စကဂယုဏတက်စရာကောင်းတယ်လို့တာယာဝရီမင်းကလည်းပဲဆက်ဆုပ်ရန်စရာကောင်းတဲ့ဝိပဿနာရတမြောက်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ချင်းရင်မင်းတို့မင်းဟာဆိုလို့ချင်းလေရောမင်းကြီးကိုငကိုကိစ္စတွေကိုပြန်ဖော်ပြီးလှန်နဲ့ရှင်ခဲ့တယ်ဆိုတဲ့ကိစ္စကသူ့အလိုကိုမလိုက်ဖမ်းနဲ့ရှောက်တင်လို့ချင်းရင်ယာထူးလျှောချတာတို့လှန်နဲ့ချိန်တာတို့တချို့ဆိုရဲရဲဆက်ဆက်သက်ပစ်တာတို့ဆိုတဲ့ကိစ္စတွေရှိခဲ့တာဖြစ်တဲ့အခါမှာဒီ
မင်းတုံမင်းရဲ့စိတ်တဲ့အားဖြင့်ဆိုလို့ချင်းလဲဆက်ဆုပ်ရန်ရှာစရာကောင်းတဲ့ဝိပဿနာရတ္တမြောက်တာတွေရှိမယ်ရောမင်းကြီးကတော့ဒီပေးလာခဲ့မယ်ဆိုလို့ချင်းလဲပြစ်ဒဏ်ကိုရဲရဲဝံ့ဝံ့ခံယူတတ်တဲ့စိတ်ရှိတာဖြစ်တဲ့အခါမှာဂယုဏရတ္တဝိရရတ္တနဲ့အတူဂယုဏရတ္တကိုလည်းတွေ့ရတယ်ပေါ့နော်ဒါဆိုတော့ဆရာအခုစကားလို့ပြောသွားတဲ့အရာတွေကိုစာလို့ရေးလိုက်လို့ချင်းရင်ဒီစကားပြောလေ့လာခြင်းအပြင်ရရှိတဲ့ခံစားချက်တွေဟာဒီခံစားချက်တွေဟာဒီလိုအရာတွေကြောင့်ရလာတာပါဆိုတဲ့ဟာကိုဗာလဲဆိုတော့ရေးလိုက်လို့ချင်းဒီမေးခွန်းကိုဖြေပြီးသားဖြစ်မယ်ပေါ့နော်ဆိုတော့ပြန်ချုပ်ပေးရမယ်ဆိုရင်ဒီငတာအပေါ်မှာတနာတဲ့အတွက်ဂယုဏရတ္တမင်းတုံးမင်းလက်ထက်မှာမူးမတ်ဆိုးတွေရှိတဲ့အတွက်ဝိပဿနာရတ္တပြီးရင်တော့ယောမင်းကြီးကတော့တတိရှိရှိလျှောက်တင်ရတဲ့အတွက်ဝိရရတ္တယောမင်းကြီးရဲ့ဖခင်ကိုတာယာဝရီမင်းကဘာမှအပြစ်မရှိပဲလှန်နဲ့ထိုးတတ်တယ်ဆိုတဲ့ကိစ္စကကြတော့ဂယုဏရတ္တနဲ့ဝိပဿနာရတ္တပြီးတော့မင်းလိုလိုက်မင်းကြိုက်မလျှောက်တင်ပဲဒီအကျဲချုပ်တွေခံရတယ်ပြီးတော့လှန်တဲ့အချိန်ခံရတယ်ဆိုတဲ့ကိစ္စတွေကြောင့်မလို့မင်းတုံးမင်းရဲ့ပြုမှုဆောင်ရွက်မှုစိတ်နေစိတ်ထားတွေကဝိပဿနာရတ္တယောမင်းကြီးဟာအပြစ်ဒဏ်ခံယူရတဲ့အထက်အပြစ်ဒဏ်ခံယူရတယ်ဆိုတဲ့ကိစ္စကကြတော့ဂယုဏရတ္တခံစားရတယ်ဆိုပြီးတော့ဆရာတို့ဒါလေးတွေရေးသွားလိုက်ရုံပါပဲရတ္တမျိုးစုံမြောက်တဲ့အကြောင်းအရာဖြစ်တယ်လို့လည်းဆရာတို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီထဲမှာဆိုလို့ရှိရင်တော့ဘာသင်ခန်းစာတွေရလဲဆိုပြီးတော့ပြောထားတာမျိုးရှိရပေါ့နော်ဒါဟိုအထက်မှာထင်မြင်ပြပါသလားခံစားရသလားဆိုတဲ့ဟာမျိုးကိုမိခွန်းတစ်မျိုးပြောင်းလိုက်သလိုမျိုးဖြစ်သွားတာပေါ့အဲ့တော့ဒါကလေ့ကျင့်ရမိခွန်းလေးတွေကိုဖြည့်ဖို့အဆင်ပြေမယ်လို့ထင်ပါတယ်ဆရာစကားလိုတွေပြောသွားတယ်နော်စာဖြည့်တဲ့အခါမှာစကားလိုတွေပြောတာမျိုးမဟုတ်ဘဲနဲ့စကားပြေဆန်ဆန်စာရေးသားဆန်ဆန်လေးပြန်ရေးပေးပါအဲ့ဒီဟာအပြင်မိခွန်းတူလေးတွေလည်းစီစဉ်ထားတယ်ဆိုပြီးတော့ဆရာပြောထားတာဖြစ်တဲ့အတွက်မိခွန်းတူလေးတွေတော့ထားပါရောမင်းကြီးစိတ်တဲ့မိခွန်းတူနမူနာပေါ့နော်စာမွေးတွေမှာအရှိတွေမေးတာထက်မိခွန်းတူတွေမေးလေးမေးထရှိတာဖြစ်တဲ့အတွက်အဲ့ဒီနမူနာမိခွန်းလေးတွေထုတ်ပေးထားတာပါယောမင်းကြီးစိတ်တဲ့စကားပြေသည်မြည်သည့်စကားပြေအမျိုးအစားဖြစ်တဲ့နည်းယောမင်းကြီးရဲ့အကြောင်းကိုရေးထားတာဖြစ်တဲ့အတွက်ဘာစကားပြေဖြစ်မှာဘာစကားပြေအမျိုးအစားဖြစ်မှာစာအုပ်လေးကိုသိချကြည့်လိုက်မယ်နော်ဘာစကားပြေအမျိုးအစားဖြစ်မလဲဆိုတော့အထုပ္ပတ္တိစကားပြေအထုပ္ပတ္တိစာပေပေါ့နော်စကားပြေအမျိုးအစားဖြစ်တယ်ယောမင်းကြီးရဲ့ဘဝတစ်စိတ်တစ်ပိုင်းကိုရေးထားတာပေါ့ယောမင်းကြီးစိတ်သက်ကိုမြည်သည့်ခေတ်တွင်မြည်သူရေးသည်နည်းဆိုတော့ကိုလိုနီခေတ်မှာဘယ်သူရေးခဲ့တာလဲမော်ဘီဆရာသိန်းကရေးသားခဲ့တာပြီးရင်တော့ယောမင်းကြီးရဲ့မိဘနှစ်ပါးဖော်ပြပါဆိုရင်တော်ဝန်ကြီးဦးရွှေတုံနဲ့ဝန်ကရုံမင်းငင်းလားဟုတ်ပါဘူးရင်တော်ဝန်ကြီးဦးရွှေတုံနဲ့ဘာတူလဲရင်တော်ဝန်ကြီးဦးရွှေတုံနဲ့ sorry နော်ဘောဟာပိုင်းကိုတစ်ချက်ပြန်ကြည့်ပေးမယ်သူ့ရဲ့မိခင်နာမည်ရောဆရာတစ်ချက်မေ့သွားတယ်ရင်တော်ဝန်ကြီးဦးရွှေတုံကိုတော့မှတ်မိတယ်ဝန်ကရုံမင်းငင်းဖြစ်မလားဘာလဲမသိဘူးဟုတ်ပြီဒါအောင်ဆောက်လေးတစ်ချက်ပြန်ကြည့်ပါဒါမှမဟုတ်အရင်ဖိုင်ကိုပြန်ကြည့်မယ်ပေါ့နော်ဆရာမေခွန်းကိုအဖြစ်အလွတ်မရဘူးဖြစ်သွားတယ်ယောမင်းကြီးသည်မြည်သည့်မင်းများထံနဲ့ခါစားခဲ့ရတဲ့နည်းကဲဒါဆိုယောမင်းကြီးကဘယ်မင်းနေစိမ်မှာခါစားခဲ့ရလဲပါဝါပိုက်မှာလည်းတစ်ချက်ပြောခဲ့ပြီးပြီပေါ့နော်ဘာရှိမလဲဆိုလို့ချင်းရင်တာယာဝရီမင်းပြီးတော့ပကံမင်းကိုကြော်ချသွားတယ်တာယာဝရီမင်းမင်းတုံးမင်းကနောင်မင်းဆိုတာကကြတော့ဘယင်တော့ဖြစ်ခဲ့တာမဟုတ်ဒါမဲ့သူတို့ကမင်းကနောင်မင်းဆိုတဲ့စကားလုံးနဲ့ပြောတာဖြစ်တယ်တော့ကနောင်မင်းကိုလည်းထည့်ပြီးဖြေပါမယ်မင်းတုံးမင်းစီမရောက်ခင်မှာသူကကနောင်မင်းစီမှာခစားခဲ့သေးတာ哦ယောမင်းကြီးဖခမီးတော်ကိုမြည်သူကကွက်မြက်ခဲ့တဲ့နေ့ဒါဆိုရင်ရွှေဘုံမင်းလို့ခေါ်တဲ့တာယာရီမင်းကကွက်မြက်ခဲ့တာပေါ့နော်ယောမင်းကြီးစိတ်သက်စကားပြောမြည်သည့်စာအုပ်မှာကောက်နှုတ်ထားတဲ့နေ့ဆိုလို့ချင်းတော့ဒီစာရေးတဲ့မော်ဘီဆရာသိန်းရဲ့မြမလွှတ်တော်ဝန်ကြီးမှုကြီးမြဤအထုပ္ပတ္တိစာအုပ်မှာကောက်နှုတ်ထားပါသည်ဆိုပြီးတော့ဖြေလို့ရပါတယ်ယောမင်းကြီးပြုစုခဲ့သည့်ယာတိဥရုနှင့်ကန့်ညီသောအစားအစာကိုပြဆိုသည့်ကျမ်းကိုမြည်သို့ခေါ်တဲ့နေ့ယာတိဥတုဆိုတဲ့အတိုင်းဥရုဘောဇနသင်္ကဟကျမ်းကိုပြောချင်တာဖြစ်ပါတယ်ယောမင်းကြီးပြုစုခဲ့သည့်နိဗ္ဗာန်ဤအယတာဖော်ပြသောကျမ်းအမည်ကိုဖော်ပြပါဆိုလို့ချင်းတော့ဒါနိဗ္ဗာန်ရဲ့အယတာကဝိမု ക്തി ရတ္တကျမ်းမှာကာယ ानु ဘဒနာကျမ်းဆိုဒီမှာအဖေနီးတဲ့ဒါဆိုခေတ်ဆက်နေတဲ့ဘယ်ဖွင့်ဆိုချက်မှာရှိရနော်ကာယ ानु ဘဒနာကျမ်းဆိုတာဟာကိုခန္ဓာကိုအဖန်ဖန်ရှုစင်ခြင်းအပြဆိုသောကျမ်းကိုကာယ ानु ဘဒနာကျမ်းလို့ခေါ်ပါတယ်ယောမင်းကြီးသည်ယာထုလျှောကြခံရမှုမိမြကြုံခဲ့ရတဲ့နေ့6ကြိမ်လား9ကြိမ်လားအဲ့ဒါကိုလေ YouTube ဗီဒီယိုလေးတစ်ချက်ပြန်ကြည့်ပေးပါမှားသွားမှာဆိုလို့ပေါ့နော်9ကြိမ်ထိလို့ဆရာယူဆပါတယ်comment box မှာပဲဖြစ်ဆရာအမှားပြင်ဆင်ချက်လေးတွေပြန်လုပ်ထားမယ်အပေါ်ကယောမင်းကြီးရဲ့မိခင်နာမည်ပေါ့နော်အဲ့ဒါမှားသွားခဲ့လို့ချင်းလည်းဆရာထပ်ပြင်ပေးပါမယ်ယောမင်းကြီးရာထူးလျှော့ချထားခံရတာတော့6ကြိမ်ကနေ9ကြိမ်ဆိုပြီးတော့ဆရာမှတ်မိထားတယ်ဒါလေးကိုလည်းအမှားပြင်ဆင်ချက်တစ်ချက်လုပ်ပေးထားပါမယ်ဟုတ်ပါပြီဒါကတော့အားလုံးတောင်းဆိုထားတဲ့ယောမင်းကြီးစာအုပ်ဒီစာအုပ်ထဲကလေ့ကျင့်ခန်းအပြင်မိခွန်းတူလေးတွေကိုစီစဉ်ပေးလိုက်ရတာဖြစ်ပါတယ်နောက်ထပ်ဘလိုဟာမျိုးတွေကိုလေ့လာခြင်းလဲသိယူခြင်းလဲ comment box မှာတောင်းဆိုထားလို့ရပါတယ်ဘေးနာအတန်လေးတွေဝင်နေတဲ့အတွက်လည်းတောင်းပန်ပါတယ်မရှင်းလင်းတာရှိလို့ချင်းရင်
comment ဒီ YouTube ရဲ့ comment box မှာမေးထားနိုင်ပါတယ်မြန်မာစာနဲ့ပတ်သက်တာတွေကိုကျွန်တော်နဲ့အတူလေ့လာဖို့အတွက်ဒီ YouTube channel လေးကိုလည်း subscribe လုပ်ထားလို့ရပါတယ်တတ်တာပါဒီနေ့တော့ဒီလောက်ပါပဲ